အားလုံးပဲမင်္ဂလာပါရှင်မြန်မာ story ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အတက်ပညာတစ်ခုတက်မြောက်ထားရခြင်းရဲ့အကျိုးကျေးဇူးရှိပုံကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့အတွက်ရွေးချယ်ပေးထားတဲ့ပုံမြင်လေးကိုအားလုံးတူတူနားထောင်လိုက်ကြရအောင်နော်တခါတော့ကရွာလေးတစ်ရွာမှာမောင်ထိန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်သူ့မှာကမွေးရပါညံနေနေတဲ့ယောဂတစ်မျိုးခံစားနေရပါတယ်ဒါပေမဲ့သူ့မှာထူးခြားတဲ့အတက်ပညာတစ်ခုကရှိနေပါတယ်သူကကြောက်ခဲနဲ့အရာဝတ္ထုတစ်ခုကိုပစ်တာအတော်လေးကျွမ်းကျင်ပါတယ်။ဘယ်အရာကိုပဲဖြစ်ဖြစ်မှန်အောင်ပစ်နိုင်ပါတယ်ကွယ်။နောက်ပြီးတီးရွက်ကလေးတွေကိုကြောက်ခဲလေးတွေနဲ့ပစ်ပြီးအယူပုံလေးတွေဖော်ဆောင်နိုင်ပါတယ်ကွယ်။တနေ့တော့ကလေးတွေကမောင်ထိန်ကိုယထာဘော်တင်ခေါ်လာပြီးမြို့ပြင်မှာရှိတဲ့ညောင်ပင်ကြီးရှီယာကိုခေါ်လာခဲ့ပါတယ်။ညောင်ပင်ကြီးအောက်ရောက်တော့ကလေးတွေကပတ်စံပြီးစင်ရုပ်လုပ်ပြပါမင်းရုပ်ပြပါဆိုပြီးပူစာကြပါတယ်ကွယ်။မောင်ထိန်ကလည်းကလေးတွေပူစားတဲ့အတိုင်းညောင်ရက်တွေကိုကြောက်ခဲနေပြစ်အယုထင်အောင်လုပ်ပြတာပေါ့ဒါဆိုကလေးတွေအလွန်သဘောကျကြပါတယ်အဲ့ဒီအချိန်မှာဗာရဏသီမင်းကဥယျာဉ်ထဲကဆော့ထွက်လာရင်မောင်ထိန်နဲ့ကလေးတွေစီကိုရောက်လာပါတယ်ဗာရဏသီမင်းကမောင်ထိန်ရဲ့လက်ရာကိုမြင်လိုက်တော့ငါကိုယ်တော်အတွက်တော့အသုံးကျပြီလို့တွေးကမောင်ထိန်ကိုခေါ်ပြီးတိုးတိုးတိတ်တိတ်အခုလိုပြောပါတယ်ငါကိုယ်တော်စီမှာအလွန်စကားများတဲ့ပုံနာတစ်ယောက်ရှိပါတယ်အဲ့ဒီပုံနာစကားမများအောင်မောင်မင်းကူညီနိုင်မလားအဲ့ဒီအခါမောင်ထိန်ကကူညီနိုင်ပါတယ်မင်းကြီးလို့ပြန်လဲလျှောက်ထားလိုက်ပါတယ်ဗာရဏသီမင်းနဲ့မောင်ထိန်တို့တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးမောင်ထိန်ကိုနန်းတော်ကိုခေါ်ခဲ့ပါတော့တယ်နောက်နေ့ညီလခန်ချင်းရောက်တော့မောင်ထိန်ကိုပုံနာကြီးနဲ့မျက်နှာချင်းဆိုင်နောက်ွယ်မှာထားလိုက်ပါတယ်ပြီးတော့စိတ်ချီးတုံးတွေကိုလည်းပေးထားပါတယ်ကွယ်ညီလခန်ဆက်တင်တဲ့အခါစကားများတဲ့ပုံနာကစကားပြောဖို့ပြင်လိုက်ပါတယ်နောက်ွယ်မှာဖုံးနေတဲ့မောင်ထိန်ကလည်းပုံနာစကားပြောဖို့ပါးစပ်ဟလိုက်နဲ့စိတ်ချေးတုံးကတုံပါးစပ်ထဲလှပစ်သွင်းလိုက်ပါတယ်ကွယ်ပုံနာကလည်းဝင်လာတဲ့စိတ်ချေးတုံးကိုအตาလီမျိုးချလိုက်ပါတယ်ဒီလိုနဲ့ပုံနာကစကားပြောမဲ့လို့ပါးစပ်ဟလိုက်မောင်ထိန်ကစိတ်ချေးနဲ့လှမ်းပစ်သွင်းလိုက်နဲ့စိတ်ချေးတွေကုန်သွားပါတယ်ကွယ်စိတ်ချေးကုန်သွားပြီဆိုတော့မောင်ထိန်လည်းဗာရဏသီမင်းကိုအချက်ပေးလိုက်ပါတယ်ဒီတော့ဗာရဏသီမင်းကဆရာပုံနာကြီးအတော်စကားပြောနိုင်တာပဲသွားရေငုံနီးယောဂမဖြစ်အောင်စိတ်ချေးတွေကိုပြန်အန်ထုတ်ဖြစ်လိုက်ပါအောင်လို့ပြောလိုက်တာပေါ့အဲ့ဒီနေ့ကစပြီးပုံနာကြီးလဲစကားမများရတော့ပါပေါ့ကွယ်ဒီတော့ဗာရဏသီမင်းကလည်းမောင်ထိန်ကြောင့်ငါနားချင်းရပြီတဲ့ဆိုပြီးအခုကသိန်းထွက်ကဲရွာလေးတရွာကိုပေးလိုက်ပါတယ်ကွယ်ဒီအကြောင်းအရာလေးကိုကြည့်ပြီးမိသနည်းအတတ်ပညာမဆိုနှိမ့်ကြတယ်လို့မအောင်မေပဲဘယ်အတတ်ပညာမဆိုကိုယ့်ဘဝအတွက်အထောက်အကူဖြစ်တယ်ဆိုတာကိုသိရှိထားရပါမယ်ကောင်းမွန်တဲ့ဘလို့အတတ်ပညာမျိုးကိုမဆိုတက်မြောက်ထားတဲ့ကြောင်းကိုတင်ပြလိုက်ရပါတယ်။ဒါကြောင့်မြတ်ဗုဒ္ဓကနိပညာနဲ့လက်မှုပညာတက်ကြွချမ်းလဲမင်္ဂလာတစ်ပါးဖြစ်ပါတယ်လို့ဆုံးမခဲ့တာပေါ့ကွယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာပြန်ဆုံကြရအောင်နော်။